ရခိုင်မှာရှိတဲ့ဘယ်မွတ်စလင်ပဲဖြစ်ဖြစ်ပေါ့အဲ့ဒီမွတ်စလင်တွေကိုရခိုင်မွတ်စလင်ဖြစ်နေအတိမတ်ဖြစ်1948စက်တင်ဘာမှာသူတို့ကဘူးကြီးတောင်နဲ့3မိုင်အကွာစင်အိုးပြင်ကြီးရွာမှာမူဂျာဟစ်တို့စပြီးတော့အခြေချသွားတယ်အခြေချပြီးတော့သူတို့ဘာလုပ်ခဲ့လဲဆိုတော့ပါကစ္စတန်ဂျီနာဘတ်ဆိုတဲ့ကျူးကျော်သားတွေကျူးကျော်ခဲ့တယ်ပါကစ္စတန်အတွန်းရှိပါစီအဲ့တော့အဲ့ဒီချိန်တွေကရခိုင်ဒေသမြောက်ပိုင်းမှာနေခဲ့တဲ့မွတ်စလင်တွေရဲ့ရည်ရွယ်ချက်ဟာမြန်မာနိုင်ငံတွင်းမှာနေထိုင်မှုအကြံစီရှိခဲ့တဲ့ပုံစံမဟုတ်ဘူး1948မှာပဲဒီကမွတ်စလင်လွတ်မြောက်ရေးညီလာခံဆိုပြီးသူတို့မောင်တော်မြို့နယ်ဂရပြင်ကြီးရွာမှာကျင်းပခဲ့တယ်အဲ့ဒီမှာတော့သူကနာမည်ပေါ့မူဂျာဟစ်ပါတီဆိုပြီးတရားဝင်သတ်မှတ်တယ်အဲ့ဒီမှာဘာထုတ်ပြန်ချက်ထုတ်ခဲ့လဲဆိုတော့ကလရန်မြစ်အနောက်ဘက်ကနဲ့နမ်းမြစ်အရှေ့ဘက်ကဒေသကိုသူတို့ဒီနယ်မြေသတ်မှတ်ပေးရမယ်မွတ်စလင်တွေကိုတိုင်းရင်းသားသတ်မှတ်ပေးပါဆိုတော့စတောင်းဆိုလာခဲ့တယ်အဲ့တော့တေချာတာက1948မှာမှတိုင်းရင်းသားသတ်မှတ်ပေးပါဆိုတဲ့စကားသံကျွန်တော်တို့စပြီးတော့ကြားရတာပေါ့နော်တခါ1950ဂျွန်လမှာတော့မောင်တော်အလဲတန်ကျော်မှာမွတ်စလင်ညီလာခံကျင်းပတယ်မွတ်စလင်ညီလာခံကျင်းပတဲ့အချိန်မှာသူတို့ဘာထိပါလာလဲဆိုတော့မွတ်စလင်ပြည်နယ်ဖွဲ့စည်းရမယ်လက်နက်ကင်တပ်တွေဖွဲ့စည်းမယ်နောက်တစ်ခါမြန်မာနိုင်ငံလွှတ်တော်ရဲ့အစိုးရထဲမှာလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ခွင့်ရရှိရေးဆိုတဲ့ဟာတွေတဖြည်းဖြည်းနဲ့နိုင်ငံရေးလှုပ်ရှားမှုအဆင့်တက်လာတဲ့အပိုင်းကိုကျွန်တော်တို့စတွေ့နိုင်တယ်ပေါ့ပိုဆိုးတာကဒီမူဂျာဟစ်ပါတီကရော်ရှိန်အဖွဲ့ကနေပြီးတော့အဲ့ဒီတုန်းကဝန်ကြီးချုပ်ပေါ့နော်ဝန်ကြီးချုပ်ဦးနုလက်ထက်ဝန်ကြီးချုပ်စီကိုသူကစာတမ်းတစ်စောင်ပေးခဲ့တဲ့အချိန်မှာရခိုင်မွတ်စလင်တွေကိုရခိုင်မှာရှိတဲ့ဘယ်မွတ်စလင်ပဲဖြစ်ဖြစ်ပေါ့အဲ့ဒီမွတ်စလင်တွေကိုရခိုင်မွတ်စလင်ဖြစ်နေအသိမှတ်ပြုပေးရမယ်အဲ့တော့ပထမတစ်ချက်နောက်တစ်ချက်ကတော့မွတ်စလင်တွေရဲ့အခွင့်အရေးမွတ်စလင်အခွင့်အရေးဆိုတာဘာလဲဆိုတော့ခုနပြောတဲ့သူတို့စာသင်ကျောင်းတွေကအာရဗီစာသင်ကျောင်းပဲဖြစ်မယ်ဒီနိုင်ငံတော်ကချမှတ်ပေးထားတဲ့အခြေခံမူလာတန်းအထက်တန်းဒါမျိုးတွေသူတို့တက်မှာမဟုတ်ဘူးသူတို့ဘာသာရေးသူတို့လွတ်လပ်ခွင့်ပေးဖို့အဲ့ဒါမျိုးပုံစံတွေမွတ်စလင်အခွင့်အရေးပေးဖို့ဒါပေမဲ့အဲ့ဒီတောင်းဆိုချက်တွေအားလုံးကိုကြည့်ခဲ့တဲ့အခါမှာရိုဟင်ဂျာဆိုတဲ့အသုံးလုံးအဲ့ဒီချိန်ထိသူတို့တလုံးမှမသုံးသေးဘူးကိုလိုနီခေတ်အပိုင်းမှာတော့အလန်နီကွန်မြူနတီကစသုံးခဲ့တာတွေပဲရှိတယ်တစ်ချိန်လေးပဲဒါပေမဲ့နောက်ပိုင်းတောင်းဆိုမှုအပိုင်းတွေမှာရိုဟင်ဂျာဆိုတဲ့နာမည်သူတို့ပါလဲမပါလာဘူးအော်တေချာတာကအဲ့ဒီချိန်ထိမွတ်စလင်တွေရဲ့တီးသန့်လှုပ်ရှားမှုပဲရှိပြီးတော့ဒီရိုဆိုတဲ့နာမည်သူတို့သုံးသေးတဲ့အနေအထားမဟုတ်သေးဘူးအဲ့ဒါကကျွန်တော်တို့ဒါသမိုင်းပိုင်းဆိုင်ရာထောက်ထားပေါ့ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့1956ခုနှစ်မှာဖဆဘာလာကိုရခိုင်တွေကသူပြည်နယ်တောင်းဆိုမှုအပိုင်းတွေနဲ့ပတ်သက်ပြီးတော့မထောက်ခံတဲ့အခါမှာဦးနုကရခိုင်ဒေသမှာမဲလိုချင်တဲ့အခါကျတော့မွတ်စလင်တွေကိုနိုင်ငံသားပေးမယ်ဘယ်လိုပေးမယ်ဘာညာပေးမယ်ဆိုပြီးလုပ်တဲ့အချိန်မှာအဲ့ဒီမှာကျွန်တော်တို့ကနိုင်ငံရေးရပြဿနာအကြီးကျယ်တက်တော့တာပဲအဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာဦးနုရဲ့မွတ်စလင်မဲရရှိဖို့လုပ်ခဲ့တဲ့အတွက်ကြောင့်မွတ်စလင်အမတ်တွေလွှတ်တော်တွေကိုရောက်လာခဲ့တာတွေရှိတယ်နောက်မြန်မာတန်မှာရိုဟင်ဂျာအတန်းဆိုပြီးတော့လုပ်ခဲ့တဲ့သမိုင်းမှတ်တမ်းတွေကျွန်တော်တို့တွတ်တွေ့တယ်ဝန်ကြီးချုပ်ဦးနုအနေနဲ့ပြောရမယ်ဆိုရင်တော့တကယ်ကိုမြန်မာနိုင်ငံရေးသမိုင်းမှာဒါသူတော်ခဲ့တဲ့အပိုင်းတွေလည်းရှိတာပေါ့လေဒါပေမဲ့နိုင်ငံရေးသမားတစ်ယောက်ရဲ့မဲလိုချင်မှုတစ်ခုအတွက်ကြောင့်မြန်မာနိုင်ငံမှာဒီနေ့ဒီချိန်ရင်ဆိုင်နေရတဲ့ပြဿနာတွေတစ်ခုကိုမွေးဖွားပေးခဲ့တဲ့အပိုင်းကိုတော့သူဒီချိန်မှာတော့သူသိနိုင်မယ်တော့လည်းမထင်ဘူးပေါ့နော်။သိများသိခဲ့ရင်တော့သူနောက်ထပ်ရနိုင်မလားပဲပေါ့ဒါကျွန်တော်တို့စဉ်းစားကြတစ်ခုတော့ရှိတယ်